အခုယူတို့အခြားနိုင်ငံမှာနေနေတဲ့လူတယောက်အနေနဲ့အရေးကြီးဆုံးကဘာလဲလို့မေးကြရင်ယူကတော့ဖုန်းကိုပဲဖြေမှာကွာဘာလို့လဲဆိုတော့ယူအရှိမပြောခဲ့တဲ့အတိုင်းပဲဖုန်းယူတို့ကွာဒီမှာဈေးဝယ်ရပဲဖြစ်ဖြစ်ဘယ်ညာမှာပဲဖြစ်ကွာပတ်စံရှင်ဖုန်းနဲ့ပဲရှင်းတာကွာတော်တော်များယူဆို cash လည်းမဆောင်ဘဏ်ကတ်လည်းမဆောင်ဖုန်းတစ်လုံးပဲပြင်သွားရင်ဖုန်းနဲ့ဈေးဝယ်မှာ tap လုပ်လိုက်တယ်ဘယ်နာတော်ဘတ်စကားပဲ CC မုတ်ပွဲဝယ်စားပဲ train ပဲလက်မှတ်ဖြတ်ဘယ်နေရာပဲဖြစ်ဖြစ်ကွာပတ်စံရှင်းရမယ်ကိစ္စမှန်မြောင်ဒီဖုန်းနဲ့ပဲလုပ်ရကွာအဲ့တော့ဒီလိုမျိုးအရေးကြီးဆုံးအရာကို target ထားပြီးတော့လူတဲ့လူတွေတခိုးတွေလည်းရှိရကွာတော်အခု UK ဆိုရင်ကွာတော်တော်လေးကိုအဆင့်မြင့်ပြီးတော့ living standard ကိုဒီအဆင့်မြင့်တဲ့နိုင်ငံကြီးရဲ့မှာပါတယ်ကွာဒါမဲ့အချို့လူတွေထင်တဲ့အတိုင်းနိုင်ငံကြီးဖြစ်လို့အဆင့်တန်းမြင့်လို့အဲ့လိုမျိုးတခိုးတွေပါနေမယ်လို့လည်းမထင်နဲ့ကွာသူအကျွေးကြားတာဂျပန်တို့ဘာလို့မှဆိုရင်ပစ္စည်းပြောက်တဲ့နေရာမှာသွားရှာရင်ပစ္စည်းကိုတွေ့ရဲဆိုပြီးတော့ဒါမဲ့ယူရိုအခုနေနေတဲ့ UK မှာအဲ့လိုလုံးဝလုံးလို့မရအောင်ဘာလို့လဲဆိုတော့ဒီမှာကွာအဖြူတွေလည်းခိုးတယ်ခြားလူမျိုးတွေလည်းခိုးတယ်အဲ့လိုမျိုးသူတို့နိုင်ငံလူမျိုးဆိုပြီးတော့ကွာတော့အထင်မကြီးလိုက်နဲ့အဲ့လိုတခိုးတွေကိုယ်နဲ့စကားပြောနေသလိုလိုခင်မင်ကွာလုံနေသလိုလိုရှင်ပေါင်းမသိရင်ကွာသူတို့နိုင်ငံခြားသားကိုကြိုးဆိုပြီးတော့ခင်မင်လုံနေတဲ့ပုံစံမျိုးတွေနဲ့စကားပြောပေမဲ့အာယုံလွဲပြီးတော့ကိုယ့်အိတ်ထဲကနှိုက်သွားတာရှိရယ်ကွာဟိုမြန်မာပြည်ကလို့ခိုးကြံခိုးပဲနှိုက်တာမဟုတ်ဒီကကပိုင်းနှိုက်တွေကပေါ်တင်လာရောပြီးတော့နှိုက်တာတခိုးတွေကြတော့ဂျူရိုဒီမျိုးမှာတော့နည်းနည်းနဲပေမဲ့လန်ဒန်မှာပါကြုံလဲဆိုတော့ကိုကကွာဂျူရိုမိန်းကလေးဆို TikTok ရိုက်မယ်ဆိုဖုန်းကြီးကို back နဲ့မှန်အောင်သွားကြတာဖုန်းကြီးကိုလူပြေးတဲ့သူတွေအများကြီးရှိရယ်ကွာတခိုးရရှိရလူရာရရှိရအချို့ဆိုညာဘက်တွေလေအဲ့လိုလူရန်ကားတွေဆိုရင်ညာဘက်တွေဓာတ်ထောက်ပြီးလူတာတို့အဲ့လိုမျိုးတွေတော်တော်ဆိုးဆိုးလေးရှိရတော်တော်ဆိုးဆိုးလေးတွေမဟုတ်တော်တော်ဆိုးဆိုးလေးရှိရကွာဒါကတော့အရေးကြီးတဲ့ဖုန်းကိုလူရတဲ့အရာတွေပြီးတော့အဲ့အရေးကြီးဆုံးဖုန်းကနေပြီးတော့ scam လုပ်တဲ့အကြောင်းတွေလည်းရှိတယ်ယူရိုဒီမှာများသောအားဖြင့်ကြုံရတာကသူကကွာလူနေမှုစစ်တမ်းလည်းမြင့်တဲ့အတွက်သူတို့ scam လုပ်တဲ့နည်းတွေကလည်းပိုမြင့်တယ်ကွာယူရီကိုယ်တိုင်တော့လိန်ခံရတော့မလို့အဲ့ဒါဘာလဲဆိုတော့သူတို့ကနာမည်ကြီး brand တွေ company တွေရဲ့နာမည်ကိုသုံးပြီးတော့အဲ့လို email တွေဘာတွေကနေလာပြီး scam လာကွာအဲ့ဒါအချို့မသိတဲ့သူတွေဆိုရင်ယုံသွားနိုင်တယ်ယူရီမှနောက်ပိုင်းမှာသိရကွာဘယ်လိုရှိလဲဆိုတော့သူတို့ကအဲ့လိုအလုံးနဲ့ပတ်သက်ပြီးတော့ professional email တွေဆိုရင်အနောက်က professional နောက်က Jury ဆိုရင် Jury email ဆိုရင်ကွာအရှိက Jury နာမည်ပြီးတော့ @rmgmodels.com အဲ့လိုမျိုးရှိရယ်ကွာအဲ့လိုမျိုးအလောက်ကအခြားအလုပ်တွေ company အလုပ်တွေမှန်သမျှနောက်မှာသူတို့ email တွေမှာသူတို့နာမည်ရှိရယ်ဒါတော့မှဒီ western ဘက်က email တွေပဲကွာအချို့ Jury လက်ခံရတယ်တရုတ်ဘက်က Asian ဘက်ကအလုပ် email တွေဆိုရင်အဲ့လိုမျိုးမသုံးနိုင်ရှိရယ်ကွာအဲ့တော့လူတွေကအဲ့ဒါကိုအသုံးချပြီးတော့ဒီမှာ influencer ဖြစ်နေတဲ့သူတွေဒါမှမဟုတ်ကိုက Instagram မှာ follower 1000-2000ရှိခဲ့တဲ့သူတွေကသူတို့အဲ့လိုမျိုးတွေကို like ပြီးတော့အဓိကအဖြစ် micro လေးတွေကို like ပြီးတော့ target ထားတာဘယ်လိုလဲဆိုတော့လောကနေသူတို့ offer များပေးတယ်တလားကို collaboration ကိုဘယ်လောက်ပေးမယ် video ဘယ်နှပုတ်ပြန်ပေးဘာညာအဲ့လိုမျိုးကိုကတော့အကောင်တော့အဆင်ပြေချွဲချောင်းမှုလေးလုပ်ပြီးတော့နောက်ဆုံးကြမှာကိုက offer အောင်မြင့်မြင့်ပေးထားကွာတစ်ဖက်ကအရန်လူကွာအရန်လိုချင်လာတဲ့အထိကွာ offer ပေးထားပြီးမှနောက်ပိုင်းမှာကွာအဲ့ဒါကိုပစ္စည်းကိုပို့ပေးဖို့အတွက်ဒီနိုင်ငံမှာကွာအဲ့လိုမျိုး custom တွေပါဖြတ်တဲ့အခါအဲ့လို shipment fee ဆိုအဲ့လိုမျိုး fees လေးပေးရတယ်ဆိုပြီးတော့ဒေါ်လာ100ဆို100အဲ့လိုကိုစီကတောင်းတာကွာကိုကအဲ့ဒါယုံပြီးတော့ကွာသူ့ရဲ့ offer များပေးတာကိုယုံပြီးတော့အော်ငါဒီလောက်တောင်ရမှာပဲဗီဒီယိုတစ်ပုဒ်ကိုဒီလောက်တောင်ရမှာပဲ offer သူတို့ပေးရဲ့ offer လေးတော့ပေးလိုက်ပါမယ်ဆိုပြီးအဲ့လိုယုံပြီးတော့ကွာအဲ့လိုပတ်စံတော်လွှဲလိုက်တဲ့သူတွေရှိရကွာအမှန်တော့အဲ့ဒါကိုက scam လုပ်ခံနေရကွာအဲ့လိုမျိုးလည်းရှိတယ်လို့အချို့ဆို WhatsApp တွေတို့ဘာလဲ Telegram တို့ကနေ scam လုပ်တဲ့လူတွေလည်းရှိရအဲ့ဒါကြောင့်ဘယ်လိုလဲဆိုတော့ကိုကပေါင်ဒီ tax လေးလို့ကွာပေါင်50ပေါင်50တန် tax လေးဥမာကွာပေါင်50ပေးမယ်ဒီ tax နှစ်ခုလုပ်ပေးဆိုပြီးလွယ်တဲ့ tax လေးတွေကိုကွာနည်းနည်းသုံးလိုက်တယ်သုံးပြီးတော့ကိုကလုံးလိုက်တဲ့အချိန်tax နှစ်ခုလောက်လုပ်ပြီးတော့ကိုကပေါင်50ရောက်သွားပြီဆိုအော်လွယ်တယ်ပေါ့ကိုထင်မှာကွာသိရမလားအချို့ဆို YouTube ads တွေတို့ဘာလို့ရှိရကွာအော်အဲ့လိုမျိုးသူတို့ရဲ့ brand ကို promotion ဆင်းတာတို့ application တွေကို promotion ဆင်းတာလို့ကိုကယုံသွားပြီးတော့အဲ့လိုမျိုးတော်လွှဲလိုက်မယ်ဆိုရင်နောက်ပိုင်းသူတို့ကဘယ်လိုလုပ်လဲဆိုအဲ့လိုသူတို့လောက်ခိုင်းတဲ့ tax တွေကိုလုပ်ပြီးတော့နောက်ပိုင်းကျကိုယ့်စီကပတ်စံတောင်းတာပေါင်50ပေးဒီ tax ကိုလို့ပေါင်100ပြန်ပေးမယ်အဲ့လိုမျိုး23ဆိုင်ပြန်ပေးမယ်ဆိုပြီးတော့နောက်ဆုံးသူကအရှိပိုင်းမှာတကယ်ပေးရနော်နည်းနည်းအမောက်များလာပြီး3-500လောက်ရောက်လာပြီဆိုတော့မှကိုယ့်ပတ်စံတွေကိုပြန်မလွှဲတော့တာပြန်မလွှဲတော့ပဲလုံးဝပြတ်သွားတာလည်းမဟုတ်ဘူးကွာကိုကသူ့ကို400လွှဲလိုက်ပြီးကိုကနောက်1000ပြန်လို့ခြင်းနေဆိုရင်ကိုကအရင်ဆုံး900လွှဲလိုက်900လွှဲလို့ရှိရင်နှစ်ခုပေါင်းပြီးကိုကိုဘယ်လောက်ပြန်ပေးမယ်အဲ့လိုမျိုးရှိရကွာအဲ့ဒါကိုယုံပြီးတော့ကိုကလုံနေမယ်ဘာလို့ဆိုကိုကအရှိမှလည်းတကယ်ရခဲ့ရဆိုယုံပြီးတော့ကိုကပေးလိုက်မယ်ဆိုရင်အဲ့လိုမျိုး scam ခံရမှာပေါ့နော်တော့သွားပြီးအပစံတော့ပြန်မရတော့အဲ့ဒါကတော့သူတို့က
ဒီတိုင်းဂျူတို့နားထောင်တော့ဟဲ့ဒါကြီးကလောက်တိတာနေရဟောလို့ထင်တာကွာတကယ်တမ်းခံရတဲ့သူတွေဘက်မှာကြောင့်သူတို့ကလုံးဝအယုံသွင်းပြီးတော့ကွာလောက်တာဆိုတော့ဒါခံရတဲ့သူတွေကိုလည်းမ blame ချင်ဘူးဟာဒီလောက်လေးက scam လုပ်နေတာတိတာနေရကိုကိုကဒါတော့မသိဘူးလားဆိုပြီးတော့လည်းမ blame ချင်ဘူးကွာဘာလို့လဲဆိုတော့သူတို့လက်ရှိပေါ်မှာသူတို့ကဒီမှာကွာအစင်တန်းလူနေမှုစံတန်းမြင့်တဲ့အတွက်ကွာသူတို့လိန်နာတွေကလည်းတစ်ဖက်လူကိုအရင်ယုံအောင်လိန်တာကွာဒီလိုနိုင်ငံမပြောနဲ့ဂျူရိုလိုမျိုးမြန်မာနိုင်ငံမှာတော့အဲ့လိုမျိုးတစ်ဖက်လူယုံအောင်အရင်လိန်တဲ့သူတွေများတာဆိုတော့ဒီ UK မှာလည်းပုံမြင့်တဲ့နည်းပညာတွေပုံမြင့်တဲ့ပုံစံတွေနဲ့အဲ့လို scam လုပ်တာရှိရပေါ့နော်ဒါကတော့ UK ရဲ့ dark side ပေါ့နော်တည်ရတဲ့သူလည်းရှိမယ်ဒါကတော့မြန်မာနိုင်ငံမတည်ရတဲ့သူတွေကိုဂျူရိုက share လုပ်ပေးရပါပေါ့နော်